Cheers。这是有糖的。ရှင်းပြောမယ် chocolate ရတာလို့မျိုးပဲလို့လည်းမသိဘူး coffee လို့ chocolate လို့ရောထားတာဒါပေမဲ့အထဲမှာနှုတ်နည်းနည်းပါတယ်ပေါ့这就有糖啊好的谢谢哇哦ဒီကအထည်လေးတွေIt's so heavy. Oh, heavy? It's really heavy. I thought it was like really light. It's so heavy. And then they areတော်လေးကိုလေးကျွန်တော်လက်တစ်ချောင်းအောင်မှမမနာ Welcome to the 21st China Shenzhen. To facilitate your visit and purchase, you can access relevant information by အမွေးတိုင်လေးတွေကျွန်တော်ကလည်းအမွေးတိုင်လေး at the အရင် information ကြိုက်တာနေရာဘယ်နေရာတော့အဲ့လိုအမွေးတိုင်လေးရှာပြီးတော့ဝယ်ချင်တာပေါ့တကယ်ဝယ်ချင်စရာလေးတွေနားမှာဒီထား sandal လို့ lemongrass လို့ jasmine လို့ really typical at least 1 meter during meal times. Schedule your time and design accordingly. ဒီမှာဒါ VNN မှာရှိတဲ့သားတွေ VNN တက်တယ်နားမှာလည်း VNN တက်တယ်ညမှာ VNN တော်တော်များတယ်နော်ဒီတရုတ်မှာဆိုလို့ရှိရင်တော့ VNN လာတက်တယ်အများကြီးပဲဒီ boost မှာမဟုတ်တခြား boost မှာလည်း VNN တက်တယ်ဒီမှာနားကြည့်လိုက် VNN တက်တာတွေတိုက်လိုက်ရတဲ့သူကအတန်းအမီဒီလိုမျိုး I can feel the vibration of the ball ဒီမှာ stress ရင်းပြီးတဲ့ခါမှာဆိုလို့ရှိရင်ဒီလိုလုပ်ရတယ်။တန်လေးကအနီးကပ်ပြီးနားထားတယ်သူ့ရဲ့အတန်ကပို့ပြီးတော့လုံးဝကိုယ့်ရဲ့အုံနောက်ပွင့်သွားတယ်။ဘာလို့အနေနဲ့အချီဆုံးကကိုယ့်ရဲ့စီမုံကို那么所以的话，like Chinese tradition 的 style 的话。这一款的话是一个运动饮品眼镜，适合那个骑行、跑步、开车啊、旅游。Okay တရားကတော့ဟို outdoor sport မျက်မှန်ကုန်ပါလေဘေးနှစ်ဖက်မှာ Bluetooth ချိတ်ထားတာအဲ့မှာဆိုရှင်ကိုယ့်ရဲ့ဖုန်းနဲ့ချိတ်ပြီးတော့တချင်းတွေပါဖွင့်လို့ရတယ် exercise လုပ်ရင်းနဲ့တချင်းနားထောင်လာကြိုက်တယ်လို့တော်တော်လေးကိုအဆင်ပြေရပါကျွန်တော်ဆိုရင်တော်တော်လေးတော့တဘောကြပါတယ် Okay သူတို့ကအဲ့လိုမျိုးအမြင့်ကနေခုန်ချတဲ့ sport တွေကို stimulation လုပ်ထားတဲ့ set တွေပေါ့မိမိကိုယ်ကိုကြိုက်နေတဲ့ environment တွေရွေးချယ်လို့ရတယ်ဥပမာဆိုရင် sky diving ကြိုက်လား bungee jumping ကြိုက်လားဆိုတာ set တွေကနေရွေးချယ်လို့ရတယ်ဒီမှာဆိုရင်လေလော်လို့ရတဲ့အားကစားကို stimulation လုပ်ထားတဲ့ set ပေါ့ In here the robot is playing the Chinese Qing Cool.